ဘာသာရေးကကမ္ဘာပေါ်မှာအကြီးမားဆုံးစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်နိုင်တာ။ပိုးွယ်ယုံကြည်မှုတွေကရောင်းစရာထုတ်ကုန်တွေဖြစ်နေတယ်ဆိုတော့ဒီလိုမေးခွန်းကိုကြားလိုက်လူအများစုကစိတ်မတက်မတာဖြစ်သွားနိုင်ပါတယ်။ The Believer ဆိုတဲ့ Thai series ကတော့ဒီမေးခွန်းကိုရှောင်ဖယ်မသွားပဲတက်တဲ့ကိုဝင်တိုးသွားခဲ့ပါတယ်။ကျွန်တော်တို့မကြည့်ကျင်တဲ့အမှန်တရားတချို့ကိုလည်းနည်းနည်းချင်းဆိုင်ချပြလိုက်တယ်။ပိုးွယ်ယုံကြည်မှုကလူသားတွေရဲ့ကယ်တင်ခြင်းလားဒါမှမဟုတ်ကမ္ဘာပေါ်ကရဲအဆုံးအများဆုံးစီးပွားရေးလုပ်ငန်း The Believer ရုပ်ရှင်က Thai Netflix ရဲ့အရေးကြီးဆုံး series တစ်ခုလို့ပြောလို့ရနိုင်ပါတယ် What do you know about me? How I see the world? Saul. Better call Saul. Say my name. လူတွေကစီးပွားရေးလုပ်ငန်းတွေမှာဝေမြုပ်နှံကြတယ် stock share တွေဝယ်ကြတယ်အိမ်ချမ်းပြည်တွေဝယ်ကြတယ်ဒါပေမဲ့တစ်ခါတလေလူတွေငွေအများဆုံးထည့်နေတဲ့နေရာစီးပွားရေးကုမ္ပဏီမဟုတ်ဘူးသူတို့ရဲ့ယုံကြည်မှုဖြစ်နေတယ် The Believer ဇလန်တွေကဘုရားဘာသာကိုဝေဖန်တာမဟုတ်ပဲပိုးဝင်ယုံကြည်မှုတွေစီးပွားရေးဖြစ်အသုံးချနေတဲ့လူတွေကိုအာရုံစိုက်ထားတာကြောင့်ဝေဖန်မှုတွေအတော်လေးရှောင်ရှားနိုင်တယ်နောက်တစ်ခုထည့်ပြောရမှာထိုင်းနိုင်ငံရုပ်ရှင်အဆင့်တန်းဘုန်းကြီးကျောင်းတွေကကိုးဝေယုံကြည်မှုရောင်းစားတဲ့နေရာတွေဖြစ်နေတယ်စီးပွားရေးလုပ်ငန်းတစ်ခုလိုဖြစ်နေတယ်ဆိုတဲ့အရာကိုရုပ်ရှင်ထဲမှာလွတ်လွတ်လပ်လပ်ရိုက်ပြခွင့်ရတယ်ဆိုတာဒါထိုင်းနိုင်ငံရဲ့အမှုပညာလွတ်လပ်မှုအဆင့်တန်း The Believer ရဲ့ဇလန်ကအကျွေးတင်နေတဲ့လူငယ်3ယောက်အကြောင်းကနေစထားတယ်လူငယ်3ယောက်က pirate game တစ်ခုကိုထွင်လိုက်တယ်အစပိုင်းမှာတော့အောင်မြင်မဲ့အနေအထားမှာရှိတယ်နောက်တစ်ရက်ရောက်တော့မှသူတို့ခင်ကလုံးဝပျက်စီးသွားတယ်ဒီလုပ်ငန်းဖြစ်လာဖို့အတွက်အပြင်ကုမ္ပဏီကနေချေးငွေတွေအများကြီးယူထားခဲ့ရတယ်သူတို့ရဲ့အကျွေးကဘတ်တန်း90ကျော်တိုးနှုန်းတွေလည်းရှိအောင်ပဲပြီးတော့အဲ့ဒီကုမ္ပဏီရဲ့ရှေ့နေဆိုတဲ့လူကသူတို့ဖုန်းဆက်ပြီးချင်းချောက်လာတယ်လအတွင်းအတိုးတွေဆက်ရမယ်ဒီချိန်တွေမှာလူငယ်3ယောက်လုံးကအတော်အကျက်ရိုက်သွားတယ်ဒီလူငယ်တွေကဝင်းပြေဂိမ်းပြေဆိုတဲ့ကောင်လေး2ယောက်နဲ့ဒီယာဆိုတဲ့ကောင်မလေး1ယောက်နဲ့နောက်တစ်ရက်မှာဝင်းကသူ့မိအိမ်ကိုပြန်သွားခဲ့တယ်တာမီ2ယောက်ဖုန်းကြောင်းရောက်တဲ့ချိန်မှာဒီကျောင်းထဲမှာရှိတဲ့ဒီ LED ဆိုင်ဘုတ်တစ်ခုကိုဝင်းကကြည့်မိလိုက်တယ်အဲ့မှာအခုအလှူငွေဘယ်လောက်လက်ခံရရှိပါပြီဆိုတဲ့ပမာဏကိုပြထားတယ်တနင်္လာနေ့လောက်ကြာတော့သူအိုက်ဆိုင်ဘုတ်ကိုပြန်လာပြီးတော့ကြည့်မိတဲ့အချိန်မှာနံပါတ်100ပြောင်းသွားပြီဒီချိန်မှာခေါင်းကမီလုံးတစ်လုံးလင်းသွားတယ်ငါတို့အကျွေးရဆက်နိုင်မယ့်ဒီလန်ကိုတွေ့ပြီပေါ့ဘုံကျောင်းစီးပွားရေးဇလန်အဲ့ဒီကနေစတာဘန်ကသူ့ပေါ်တာ2ယောက်ခေါ်လိုက်တယ်သူစဉ်းစားထားတာကိုပြောပြတယ်ကလအတွင်းမှာအကျွေးဆက်နိုင်ဖို့အတွက်အကောင့်ထဲပေါ်ကြတယ်အရင်ဆုံးသူတို့ဘုံကျောင်းတွေလိုက်ရှာကြတယ်အဲ့ဒီမှာသူတို့နဲ့အကိုင်းကြီးဆုံးဖြစ်မဲ့နွမ်းပါတဲ့ဘုံကျောင်းတစ်ကျောင်းကိုသွားတွေ့တယ်ဘုံကျောင်းကကျမ်းမာရေးမကောင်းတဲ့ပူမင်းနေတဲ့ကျောင်းနိုင်ဘုံကြီးတစ်ပါးနဲ့ကပိယလောက်ပဲရှိတဲ့ဘုံကြီးကျောင်းပေါ့ချုံပြောရရင်ဒီဘုံကြီးကျောင်းကသူတို့ရဲ့ business model တစ်ခုဖြစ်လာတယ်ဒီနေရာမှာတစ်ခုပြောပြချင်တာဒီရုပ်ရှင်ဇာတ်လမ်းကဗုဒ္ဓဘာသာကိုအစော်ကားမတိုက်ခိုက်ထားဘူးဝင်နည်းတွေကိုလည်းမထိရအောင်ပိုးွယ်ယုံကြည်မှုကဈေးကွက်တစ်ခုလိုဖြစ်နေတယ်ဒါတွေကိုရောင်းဝယ်လုပ်နေတဲ့လူတွေရှိတယ်ဆိုတာဇာတ်လမ်းကဒီလိုမျိုးပြတာနောက်တစ်ခုကကြတော့ဒီဟာတွေရဲ့နောက်ွယ်မှာအာနာပိုင်တွေပါနေတတ်တယ်ဆိုတာကိုချိတ်ဆက်ပြီးတော့စိတ်ဝင်စားစရာကောင်းပြထားတာအဲ့ဒီမှာဒီဘုံကြီးကျောင်းကိုသူတို့ပြန်ပြီးမိုးမှန်ကြတယ်လူတွေလာပြီးလူတန်းကျင်အောင်လုပ်တယ်ဒီလိုနဲ့သူတို့မှာတရားဟောကောင်းတဲ့ဘုံကြီးတစ်ပါးလိုအပ်လာအဲ့လိုနဲ့ဒီတောကျောင်းလေးတွေကတရားဟောကောင်းတဲ့ဘုံကြီးတစ်ပါးကိုရှာတွေ့သွားတယ်အဲ့ဒီဦးစင်ကခက်ငယ်ငယ်ပဲဆိုပေမဲ့သူကငယ်ငယ်လေးကသင်္ကန်းဝင်းနဲ့နေထိုင်ကြီးပြင်းလာပြီးတော့ဘုရားရဲ့ဝင်ကြီးတွေတိုင်းနေတဲ့ဘုံကြီးတစ်ပါးပေါ့ဗျာဒီလိုနဲ့ဒီဦးစင်ကိုသူတို့ကျောင်းကိုပြင်တယ်တရားဟောတာလိုလိုက်ထွင်တယ် digital marketing နည်းလမ်းတွေအကုန်သုံးတယ်တဖြည်းဖြည်းနဲ့လူတွေကပွဲလန်းတပင်တွေတရားပွဲတွေဒီလိုမျိုးပွဲလေးတွေဘုန်းကြီးကျောင်းမှာလာလုပ်ကြတယ်ဒီဘုန်းကြီးရဲ့တရားဟောတာကလည်းလူမှုကွန်ရက်မှာအများကြီးရှေ့ပန်းစားလာတယ်နောက်တစ်ခုကတော့ဒီဘုန်းကြီးကျောင်းဝင်းထဲမှာစီမီပူဇော်တာတွေရောင်းတာကနေစပြီးတော့အဆောင်တွေလုံရောင်းတာပေါ့ဒီဘုန်းကြီးကျောင်းဝယ်တဲ့အဆောင်ကလူတယောက်ကိုဘလောက်တန်ကောင်းစီလဲစူတောင်းဘလို့ပြည့်ဆိုတဲ့ဒီယုံကြည်မှုကိုရောင်းစားတာပေါ့ဗျာလူတွေရဲ့စိတ်ထဲမှာဒီယုံကြည်မှုကိုခိုင်မာအောင်လုပ်တယ် social media လှည့်ဝက်တွေနဲ့ယုံကြည်မှုရအောင်လုပ်ကြတယ်။ဆောင်လုံးဖို့အတွက်တစ်သားတို့ရေမန်းတို့ဆိုလို့ရှိရင်လည်းထိုင်းနိုင်ငံမှာရှိတဲ့တခြားနံပါတ်ကြီးဖုန်းကြောင်းတွေစီရတယ်။ဟိုကအတူလိုက်ခံတယ်။သူတို့ပြန်ပြီးနှိမ့်လွတ်တဲ့ဖုန်းကြောင်းတွေရှိတယ်။ခွင့်ပြုလိုက်တဲ့ဖုန်းကြောင်းတွေရှိတယ်။အဲ့လိုကနေပြီးတော့တစ်သားစလေးတို့ရေမန်းတို့စားသဖြင့်ဒီလိုအဆောင်ပစ္စည်းသေးမွားလေးရလာတယ်။ဒါတွေကိုမှသိသိတင်ပြီးတော့ဆောင်တွေထပ်ခွဲပြီးတော့ရောင်းစားတယ်ပေါ့ဗျာ။ဒီလိုနဲ့သူတို့ဖုန်းကြောင်းကနေချင်းညချင်းနာမည်ကျော်လာခဲ့ပြီ။သူတို့ရဲ့အကျွေးတွေကိုလည်းအတိုးတက်နိုင်ခဲ့တယ်။အဲတော့ဒီလူငယ်3ယောက်ရဲ့ရှိရွယ်ချက်ကသူတို့အကျွေးဆက်နိုင်ဖို့ပါပဲ။ဒါပေမဲ့သူတို့မသိခဲ့တာသူတို့ချုပ်ကန်တဲ့လက်မဲကြီးတစ်ခုကနေရှိနေသေးတယ်
အဲ့ဒါကအဲ့ဒီမျိုးရွာရဲ့အုတ်ချုပ်ရေးပိုင်းကလူတွေကသူတို့ဖုန်ကြီးကျောင်းမှာအလှူဒန်းလာလုပ်နေတာပါဒါဟာဘာကိုပြသလဲဆိုရင်ကိုယ်ွယ်ယုံကြည်မှုပတ်စံအာဏာဆက်ဆက်နေတယ်ဆိုတာကိုပြတာပါကိုယ်ွယ်ယုံကြည်မှုကိုထိန်းချုပ်နိုင်လူတွေကိုထိန်းချုပ်နိုင်တယ်လူတွေကိုထိန်းချုပ်နိုင်ပတ်စံရတယ်အဲ့ဒီပတ်စံနဲ့လူတွေကိုထိန်းချုပ်နိုင်မှုကအာဏာဖြစ်လာပါတယ် The Believer Season 2မှာတော့အဲ့ဒီအုတ်ချုပ်ရေးပိုင်းကလူတွေကဒီလူငယ်3ယောက်ကိုအသုံးချပြီးတော့သူတို့ရဲ့နောက်ွယ်ကလောင်းကစားလုပ်ငန်းတွေရွေးကောက်ပွဲဝင်ပြိုင်ဖို့အာဏာတည်မြဲဖို့အတွက်ပုံကြောင်စီးပွားကိုဒီထက်ကြီးလာအောင်လုပ်ဖို့အတွက်ဒီလူငယ်တွေကိုအကြက်ကင်တော့တာပါပဲ။ညင်သားအောင်ပြောပြရရင်ကျွန်တော်နိုင်ငံကပုံကိုယ်တချို့နဲ့မျိုးလုံးနဲ့ရှင်ကြည့်လို့ရပါတယ်။ကြားတွေတည်ကြတယ်။ပုံကြောင်တွေစောက်ပြတယ်။စားနိုင်ငံမှာစီးရီတည်ပြီးတော့အောင်ပြီးလို့တော့၃ချိန်ပေါ်လိုက်သေးတယ်။ တိုင်းပြည်အေးချမ်းပါစေဖွံ့ဖြိုးတိုးတက်ပါစေပြည်သူတွေကိုယ်စံတို့ချိုင်းပြတ်တတ်မှလောက်ကန်စားတော့နိုင်ကြပါစေဒါကိုကျွန်တော်စစ်တောင်းပါတယ် ရုပ်ရှင်ထဲမှာလည်းဒီသဘောပါပဲဘုံเจ้าမှာအလှူဒန်းတွေလုပ်ပြတယ်ပွဲလန်းသပင်တွေဖန်တီးတယ်လူတွေကဒီနေရာမှာမျိုးတော်ဝင်လို့ယာလူကြီးပိုင်းတွေတောင်မှလာပြီးကိုးကွယ်ကြတာဘုံเจ้าကသူ့တောင်းပြည့်တယ်နာမည်ကြီးတယ်ဆိုတဲ့ဂေါ်ပုတ်တွေနဲ့ဒီနေရာမှာယုံကြည်မှုကိုလာပြီးရောင်းဝယ်ကြတယ်အဆောင်တွေဝယ်ကြတယ်ဖျားစီမီတွေပူဇော်တယ်ဘုံเจ้าကနာမည်ကြီးတဲ့ကြီးလာတယ်ဒါပေမဲ့ဒီလောက်နဲ့မလုံတော့သေးပါဘူးဒါကြောင့် season 2မှာရွှေ့တဲ့အကွက်ကတော့ပဒေသာပင်စိုက်တာပါပဲကျွန်တော်တို့စီမှာလည်းခုတလောကရောင်ပင်ကြီးတစ်ပင်လုံးရွက်တီဝါလို့ကြည်နူးနေကြတဲ့ဘာသာယူတစုကိုမြင်တွေ့ပြီးမှာပါအဲ့ဒီရွှေရောင်ပြောင်းသွားတဲ့အရွက်တွေအားလုံးနောက်တစ်နေ့မှာကျွေကြသွားလို့ရောင်ပင်ကြီးကအယိုးပြိုင်ပဲကြံတော့တဲ့ဓာတ်ပုံတစ်ပုံနဲ့တွေ့လိုက်ပါတယ်အဲ့ဒီဖြစ်ပျက်ကိုမြင်တော့ဒီလူတွေ The Believer ရုပ်ရှင်ကိုမကြည့်ဘူးထင်တယ်လို့တော့တွေးပြီးလိုက်တယ်ဘာကြောင့်လဲဆိုတော့ The Believer ရုပ်ရှင်တွေကပဒေသာပင်ဆိုတာလူဖန်တီးရတဲ့ပဒေသာပင်အဲ့ဒီပဒေသာပင်ရဲ့ဂိုင်းတွေမှာရွှေရောင်ညောင်ရက်လေးတွေကိုနာမည်ရေးထိုးပြီးတော့ချိတ်လို့ရတယ်အတူတွဲရှိစုပြီးတော့ဘယ်လောက်လူတန်းမှာလဲဆိုပြီးတော့ကျွန်တော်တို့စီကညောင်ပင်ဖြစ်ရမှာလဲတရွက်3000 5000 1000စသဖြင့်ရိုးစားတွေခွဲပြီးတော့ညောင်ပင်မှာညောင်ရက်တွေပြန်ချိတ်လို့ရတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါကြပါတယ်။ဟုတ်တာပါတကယ်လို့တော့ကျွန်တော်လည်းမဆိုင်ဘူး။ဒီရုပ်ရှင်မှာနောက်ထပ်သဘောကျတဲ့ပြောက်ွက်တစ်ခုကခုနတရားဟောကောင်းတယ်ဆိုတဲ့ဘုံကြီးကဒကံမာလေးဒီယာကိုရှင်ခုန်သွားတာပါပဲ။ဒီအကြောင်းအရာကိုတိမ်တိမ်မွေ့မွေ့နဲ့အငြိမ်မရအောင်ပြထားတာတော်တော်သဘောကျစရာကောင်းပါတယ်။ဘုံကြီးကသူ့ရဲ့ဝေလေးကိုစောင့်ထိန်တယ်လို့ဒကံမာလေးကလည်းသူ့အလုပ်ကိုသူလုပ်နေတာပါ။ဘုံကြီးပေါ်ဘာစိမ့်မှမရှိဘူး။ဒါပေမဲ့တရားဟောဖို့ကိစ္စတွေတိုင်းတွင်တဲ့ကိစ္စတွေကဘုံကြီးနဲ့အလုပ်တွဲလုပ်ရတာများတော့ဘုံကြီးကတဖြည်းဖြည်းနဲ့ဒီဒကံမာလေးကိုရှင်ခုန်သွားတဲ့အကြောင်းပါလေးပြသွားတာပါ။နောက်ဆုံးမှာဒီဦးပစင်းကသူ့ရဲ့တောချောင်းလေးကိုသူပြန်သွားခဲ့တယ်။ပြန်သွားပြီးတော့သူ့ကိုယ်သူစောင့်ထိန်ဖို့ကြိုးစားတယ်။ဒါပေမဲ့အိမ်မက်တွေထဲဒီဒကံမာလေးကရောက်လာတော့သူဖုန်ကြီးဖြစ်နေစက်နေဖို့မတင်တော့ဘူးလို့သူ့ကိုယ်သူဆုံးဖြတ်ပြီးတော့သူလူထွက်လိုက်တယ်။လူထွက်လိုက်တယ်ဆိုပေမဲ့ဖုန်ကြီးနဲ့ဒီဒကံမာလေးကမကြိုက်သွားပါဘူး။ဇလန်းကိုလူသားဆန်ဆန်တဘာဝကြကြလေးပဲပုံဖော်သွားတာပါ။ဒါကဒီရုပ်ရှင်တွေကကျွန်တော်သဘောကျတဲ့ concept တွေကနောက်ထပ်တစ်ခုပေါ့။နောက်ဒီရုပ်ရှင်တွေမှာ CGI တွေ setting တွေလည်းတော်တော်ကောင်းတယ်လို့ပြောရတယ်။ပြီးတော့ဒီရုပ်ရှင်တွေပါဝင်တဲ့လူတွေအားလုံးကလည်းဒါရိုက်တာဇညုံရေးဆရာတွေကစားလို့အားလုံးနှိပါလူငယ်တွေရဲ့တတိရှိဖန်တီးထားတဲ့လက်ရာတစ်ခုလို့ပြောရမှာပါ။ဇဝင်တရားစထိုင်းရဲ့နာမည်ကျော်လူငယ် rapper မီလီယာဆိုလာတာပါ။ပြီးတော့အဲ့ဒီစာရုဆိုတဲ့တခြင်းစီးချက်နဲ့ဒီရုပ်ရှင်ကလည်းတော်တော်လိုက်ဖက်ပါတယ်။စဉ်းစားကြည့်ကြဘုံကျောင်းတွေကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်နေရဆိုတာကိုရုပ်ရှင်ရိုက်တယ်။တခြင်းကလည်းစာရုဆိုတာကို hip hop ပုံစံ rap တွေရထားတယ်။အဲ့ဒါမျိုးကျွန်တော်တို့နိုင်ငံမှာလုပ်ရင်ဘယ်လိုဖြစ်သွားမလဲ။နောက်ပြီးတော့ဒီရုပ်ရှင်ဇာတ်လမ်းတွေ opening စာတန်းထိုးတဲ့ scene တွေမှာအယုတ်ကလေးတွေနဲ့ပုံဖော်ပြလာတာရှိတယ်။ဘာလို့ရည်ရွယ်လဲတော့ကျွန်တော်သိချင်မသိဘူး။ဒါပေမဲ့ပြောချင်တာအဲ့ဒီအယုတ်ကလေးတွေက graphic animation လုပ်လာတာမဟုတ်ခဲနဲ့လက်နဲ့ sketch ဆွဲတဲ့ artist ကကိုယ်တိုင်ကိုယ်ကျဆွဲပြီးတော့မှအဲ့ဒီသူဆွဲထားတဲ့ဟာကို 3D printer နဲ့ထုတ်တယ်။ဒီအယုတ်ကလေးကိုနေရာချပြီးတော့ opening scene အတွက်တေချာကြာနာကင်မရာနဲ့ပြန်ရိုက်လာတာဖြစ်ပါတယ်။ The Believer ရုပ်ရှင်ကထိုင်းနိုင်ငံလူငယ်တွေရဲ့ရဲရင်တဲ့အမှုပညာလက်ရာတွေဖြစ်ပါတယ်။လူတွေယုံကြည်တဲ့အရာကိုထိန်းချုပ်နိုင်လူတွေပေးတဲ့ငွေကိုထိန်းချုပ်နိုင်ငွေကိုထိန်းချုပ်နိုင်အာဏာကိုလည်းထိန်းချုပ်နိုင်အဲ့ဒီအချိန်မှာဘာသာရေးစီးပွားရေးနဲ့နိုင်ငံရေးဆိုတဲ့မြင်းတွေကမှုံဝါးသွားပြီ။ကိုယ်ွယ်ယုံကြည်မှုကလူသားတွေရဲ့ကယ်တင်ခြင်းလားဒါမှမဟုတ်ကမ္ဘာပေါ်ကအများအဆုံးအများဆုံးစီးပွားရေးလုပ်ငန်းလားသင်ကိုယ်တိုင်ရောဘယ်လိုထင်ပါသလဲ။ The Believer ရုပ်ရှင်ကိုမကြည့်ရသေးကြည့်ကြည့်ဖို့တိုက်တွန်းပါမယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းဒီတောင်းပါကျေးဇူးတင်